ဒီဘဝရဲ့အရင်ဘဝအခုအသက်450ရှိတဲ့ပုဂ္ဂိုလ်တယောက်အတွက်အရင်ဘဝဟာနှစ်ပေါင်း450ရဲ့ဟိုဘက်ကဟာပဲလေဟုတ်လားဒီဘဝပြီးရင်နောက်ဖြစ်ရမယ့်ဘဝရောက်ရမယ့်အနေအထားကလည်းသိပ်မဝေးတော့ဘူးအခုအသက်450ရှိတဲ့ပုဂ္ဂိုလ်တူတယောက်အတွက်နောက်ထပ်နှစ်450ဘယ်လိုမှမနေရအလွန်အကျွံနှစ်20အစိတ်ဟုတ်လားအခုကိုပဲ60 80ဖြစ်နေပြီဆိုရင်နောက်ရောက်ရဖြစ်ရမယ့်ဘဝကဘလောက်မှမဝေးတော့ရောက်တော့မှာအဲ့လိုကြည့်မယ်ဆိုရင်အရင်ဘဝအနေအထားတွေကိုဖြတ်သန်းပြီးတော့ကုံဆုံးစေပြီးတော့ဒီဘဝဖြစ်လာခုဒီဘဝကိုဖြတ်သန်းနေတယ်ကုံဆုံးစေနေကြတယ်ကုံဆုံးသွားတာနဲ့နောက်ဘဝတစ်ခုထပ်ပြီးတော့စမယ်ဘဝတန်တရားအမြင်ကိုအဲ့လိုပိုင်ပိုင်နိုင်နိုင်စိတ်ထဲမှာရှင်းရှင်းလင်းလင်းဖြစ်အောင်ကြည့်တဲ့ရဒီဘဝရဲ့အရင်ဘဝအဲ့ဒီအရင်ဘဝရဲ့အရင်ဘဝအတိတ်တန်တရားပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဩတို့ဟာမမောဒမပန်းတန်းတကယ်ကိုမနာမနေခရီးသွားခဲ့တာပါလားဆိုတာထင်ရှားဘူးလားအခုလဲရက်မနေဘူးနော်သွားနေဒီဘဝပြီးတာနဲ့နောက်ဘဝခရီးတစ်ခုတောက်လျှောက်တန်းပြီးတော့အချိန်ကာလမခြားဘဲနဲ့ကိုဆက်မှာအဲ့လိုတဘဝပြီးတဘဝအရက်အနာမရှိဇက်တိုက်ကိုသွားနေတယ်ဒါတန်တရားအမြင်နဲ့ကြည့်ပြီးတော့တတ္တဝါတွေကခရီးတယ်ဆိုတဲ့အမြင်ကိုပြောတာအဲ့လိုတန်တရားအမြင်နဲ့ကြည့်မှသာလေခရီးတယ်ရဲ့အဖြစ်ဟာထင်ရှားတာလားဆိုတော့မဟုတ်သေးဘူးဒီတဘောတစ်ခုတည်းအနေနဲ့ကြည့်မယ်ဆိုရင်လေခရီးတယ်ဆိုတာထင်ရှားတယ်မနေ့တုန်းကအဲ့ဒီအရင်နေ့ကအဲ့ဒီနေ့ရဲ့အရင်နေ့ကကြည့်လိုက်အတွေ့အကြုံတွေကိုအကုန်လုံးထားခဲ့ပြီးတော့ဘုံဘုံတို့တွေဟာပစ္စုပန်တိုင်းကိုဖြတ်တန်းရင်းနဲ့မလုပ်နေကြတာတော့ခရီးသွားနေကြတာဟုတ်တယ်နော်ခရီးသွားနေကြတာအခုလည်းသွားနေတာပဲတချို့ဆိုရင်အသက်ကဏ္ဍအမှတ်အသားနဲ့ခရီးဘလောက်ရောက်ခဲ့ပြီလို့ဘုံဘုံတို့သိနိုင်မို့လားအခုအသက်40လူနဲ့အသက်50လူနဲ့ဒီဘဝတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်ဘယ်သူကခရီးပိုရောက်နေတော့အသက်50လူကပိုရောက်နေပြီပေါ့နော်ဘဝကဘာလဲလို့မေးရင်အချိန်တိုင်းအတွေ့အကြုံတွေကိုထားခဲ့ပြီးတော့အမြဲတမ်းရှေ့ဆက်နေဘုန်းတို့ကတ္တရာလမ်းပေါ်မှာကားစီးပြီးတော့